မဲမင်္ဂလာပါဗျာဒီနေ့မှာကျွန်တော်မြစ်တာအရာနေပြီးတော့ရေခက်တက်တာပေါ့နော်ရှားပါအယောင်ဖြစ်တဲ့ Aqua brand အမြင့်ကတော့4ပေနဲ့1လက်မှာအကျဲတော့2ပေနဲ့9လက်မှာရှိတဲ့အလုံးကောင်းအလုံးသက် model အမြင့်လေးကိုပြပေးသွားမှာပဲဖြစ်ပါတယ်ဗျအခုကျွန်တော်ပြပေးနေတဲ့အလုံးလေးကတော့2တိုးပေါ့နော်2တိုးဖြစ်တာမတကားတော့2ပေါက်ပဲပါမယ်အခန်းတော့2ခန်းပါမယ်ဗျအခန်းခန်းရဲ့အေးခန်းရဲ့2ခန်းပါမယ်ဟုတ်ကဲ့ကျွန်တော်သူ့ရဲ့အေးခန်းလေးရဲ့အတွင်းခန်းလေးတစ်ချက်ပြပေးမယ်နော်သူအပေါ်ခန်းတော့အေးခန်းပါဗျအေးခန်းမှာရှင်ကျွန်တော်တင်စရာပန်း3ပန်းပါတယ်3ပန်းပါတဲ့အပြင်အောက်မှာကျွန်တော်အသီးရွက်ထည့်ဖို့တဲ့ပုံးကြီးတစ်ပုံးပါတယ်ပေါ့နော်အသီးရွက်မဟုတ်လူကြီးမျိုးအရှင်ပြာထည့်လို့ရမယ်ပုံးပေါ့နော်ပုံးကြီးတစ်ပုံးပါတယ်ပြီးတော့သူကပန်းမှာစာအကုန်လုံးမန်ပန်းနဲ့လာတယ်ဗျမန်ပန်းနဲ့လာတဲ့အတွက်မလို့ကျွန်တော်ပစ္စည်းတစ်တောင်တင်နေအေးစေးတင်လို့ရမယ်ပြီးတော့သူကနောက်ဖက်မှာရှင်ကျွန်တော်အလေးဒီမီလုံးလေးထည့်ထားပေးတယ်ပေါ့နော်အလေးဒီမီလုံးလေးထည့်ထားပေးတယ်ဗျဟုတ်ကဲ့ပေတကားမှာတွင်တဲ့လူကြီးမချက်နေတဲ့တင်ဖို့အတွက်ဒီမှာအန်လေး3ခုပါတယ်ပြီးတော့သူက model အမြင့်ရမယ်ပေါ့2016 model နဲ့ရမယ်ဗျဟုတ်ကဲ့သူကအေးခန်းပေါ့နော်အေးခန်းဆိုရင်သူကအချွေဘူးအေးဘူးအသီးရွက်စားတွေထည့်လို့ရတယ်ဟုတ်ကဲ့ကျွန်တော်သူ့ရဲ့အခက်ခန်းလေးပြပေးမယ်အသား5ခန်းပေါ့နော်သူအသား5ခန်းကတော့သူအောက်ဖက်မှာပေါ့နော်ဒီအောက်ဆောင်ခန်းလေးအသား5ခန်းသူဒီလို Android နဲ့လာမယ်အောက်မှာအသား5ပြီးပြီးတော့ထည့်ဖို့တဲ့ဘုံကြီးတစ်ပုံးပါတယ်ပြီးတော့အပေါ်မှာဒီလိုအန်လေးတန်ပါတယ်ဗျဒီခက်ခွက်စားလေးအကုန်ပြည့်စုံပါတယ်တော်တော်လေးကျယ်ပါတယ်ဗျဟိုသူ့ရဲ့ဘေးဖက်မှာဆိုရင်လည်းအနာစာကြီးကြီးပါပါနေရမျိုးမရှိဘူးအလုံးတန့်နေပေါ့တစ်လုံးလုံးကိုအနီရောင်လေးရမယ်ပေါ့နော်မဟုတ်ကနေအယုံတက်တောက်လေးရမယ်ဗျရှားပါရောင်လေးရမယ်သူစေးနှုံးလေးက9,900ပဲရှိတယ်ဗျနော်9,900မှာကျွန်တော်မိတ်တော့900ဝါလက်ဆောင်ပါတယ်ပြီးတော့ဒီလမှာဝယ်မှာရှင် promotion အနေနဲ့1000ကနေပြီးတော့5000အထိကပ်ပဲပြန်ပေးမယ် customer assistant လေးလည်းရှိပါတယ်ဗျတော့ဒီလုံးလေးချက်နေတဲ့မှာဆိုရင်ကျွန်တော်မြစ်တာရဲ့ Facebook page ချက်ပေါ်မှာလာပြီးတော့သေးသက်ချက်သွယ်မိများမအောင်နိုင်ပါတယ်ခင်ဗျကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်